ယောကပါကောတိဟိပိအပမေယံကာလံကရွန်တောအတိဒုက္ကရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတယောနာထောဝိနိယများစွာတတဝါဤချမ်းသာစီဝလုံလာတောင့်တကုံပေါင်းခါသဖြင့်နာထမြညာအကျဉ်ရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပံမေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါတော့ကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယာတတလောကဤအကျိုးစီးပွားအလုံးငါအတိတော်ကရာဏီဩဇာအသက်ချေလက်အင်္ဂါမြစ်တာကြီးမှာသမိတာနှင့်တထာဇနီစွန့်ခြင်းကြီးဟုကြက်တိထပွဲငါသွဲအစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ရည်တန်ကြိုးကိုအားထုတ်တော်မူရသည်ဖြစ်၍ခေတံလက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝမ်းကိုရောဤပင်ပန်းခြင်းတို့ကတော်ဘဝတန်တန်ကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကာရုဏီကတတတဝါများရှင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာအရှင်ဖြစ်တော်မူသောတတနာထတာဝိနိယများစွာတတဝါဤချမ်းသာစီဝလုံလာတောင့်တကုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုသိပြောင်းပြော့မှန်ကုန်လျော့၍ကရော့ယုကျိုးရှိခိုးခြင်းသည်အထုပဝတုစင်စစ်မသွေဖြစ်ပါစေတည်း